ဈေးတယ်ဆိုတော့လေဈေးရောက်တဲ့အချိန်မျိုးပါဖြစ်တယ်ဒါမျိုးတွေကတခါမကြုံဘူးတော့မလုပ်ရဘူးလေမသိလည်းမသိဘူးအနည်းကိုဒီအလုံးလေးတစ်ခုလောက် အထဲမှာဝင်ချလိုက်တယ် ဟောအနည်းအထဲနဲ့ဝင်လိုက်ပါလားအနည်းအခုပန်းသွားရောက်မလို့လား ပန်းသွားရမလို့ ဘယ်မှာရောက်လာလဲ ဟောပေါ့53ရောက်ကပေါ့ ညာ 53ရောက်ကမှရောင်းတာပေါ့ ရောက်တော့ မဟုတ်တောင်းတကော တောက်တော့ ရှိရရမကောင်းတော့လည်းရှိတာပေါ့ ဒီနေ့မရောက်ရသေးဘူးနော် ဒီနေ့မရောင်းရသေးဘူး ဒီနေ့မရောက်နေတော့အနည်းကိုအလုံးတစ်ခုကန်းတန်းကျင်လို့ ဟုတ်ကဲ့ ရတာ ရပါတယ် ပြောရဲဒီသမင်းဆိုင်လေဟုတ်ပါသမင်းဆိုင်ဟုတ်ပါဘူးဟုတ်ဆိုင်ပါလေအနည်းကိုဒီကြော်ညာလေးပေါ့ ဟုတ်ကဲ့ စကားပြောပေးဖို့တော့ ဖုန်းသားကိုကြော်ညာပေးဖို့ ဟုတ်တယ်ဖုန်းဆိုင်ကြော်ညာပေးဖို့ပြီးဆိုင်ရမယ်ပြီးတော့အမှုပညာလေးပေးတယ်ဗျာ ဟုတ်ကဲ့ ဟုတ် ဒီအားလား အားပါတယ်ရပါတယ် ရတယ်တော့ ရတယ်ကားပြန်လို့ရှိရင်တက်ဖို့အရေးကြီးတယ် ဟုတ်ကားပြီးလိုက် ဘယ်လိုလဲဆိုကားချက်လို့ရှိရင်ဒီအထုပ်နဲ့တက်လို့မရတော့ဘူး ဟုတ်တယ်နော် ကျွန်တော်ကားစီစဉ်ပေးလိုက် ဟုတ်ကဲ့ဟုတ်ကဲ့ မင်းပခုံးကောင်းပါတယ် ဟာမမိုင်းလည်းပဲကောင်းတာ ဟုတ်တယ် ဒီနဲ့မကောင်း အော်သွားမယ်တော့ဒီတော့ ဟုတ်ကဲ့ ဆိုင်မှာဖုန်းတွေအမျိုးသားအကုန်ရပါတယ်ဒီဆိုင်မှာဖုန်းတွေအမျိုးမျိုးရောင်းပါတယ်3သိန်းကျော်ရရင်စရှိပါတယ် တပိတ်တာကို9000ခွဲ တပိတ်တာကို9000ခွဲဟော ဘယ်လိုလဲစား မဟုတ်ဘူးလားဘယ်လိုပြောအောင်မ ကျွန်တော်ချောတာ ချောတယ် ဟုတ်တယ်နော် ချောတယ် ပြောကြတာပဲဗျာအဲ့ဒီပြောလို့ရပြီ တာမီလာလမ်းမကြီးပေါ်မှာ တန်တူမှာ တန်တုမလမ်းမကြီးပေါ်မှာဟိုကဗာ စီမံကိန်းမှတ် စီ တိုင် မံကိန်းမှတ်တိုင်စီမံကိန်းမှတ်တိုင်အနီးနားမှာ FC မုတ်တိုင်းမှာဖုံးစာကြီးဖွင့်ထားပါတယ်လာရောက်ဝယ်စုတိုင်းပါတယ်ဈေးနှုန်းဆိုတာနဲ့ရောင်းချပေးနေတယ် အနည်းကပန်းရောင်းတော့ marketing scale ရှိတယ်သူကနော်အဲ့ရှာပြီးဖုန်းဆိုင်ကအမှုပညာကြီးပေးတယ်အဲ့ဒီဘယ်လောက်ယူမလဲ ဘယ်လောက်ယူလဲဘယ်လောက်ပေးချင်လို့လဲ ကဘယ်လောက်ပေးရမလဲ ပြောမအားနာနေတာ ရပါတယ်အဲ့ဒီစိတ်ကျင်တဲ့တော့ပြော သိန်းလောက်ပေးပေါ့ ဟုတ်တယ်ပဲနော် တော့ပြလာတဲ့ အားနာလို့ပါ ကျိုးတမာတယ်အားရှာပြီးက ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် သိန်းပေါ့ဟုတ်ကဲ့စစ်ကြည့်လိုက်ပါဦး ကျေးဇူးတင်ပါတယ်ဆက်ဆရာမလို့တော့ပါဘူးယုံပါတယ် ဟုတ်ကဲ့ တင်ပါတယ် ကျေးဇူးတင်ပါတယ် ဟုတ် ဒီ ကဲ့ဟုတ်ကဲ့ ဈေးတယ်ဆိုတော့လေဈေးရောက်တဲ့အချိန်မျိုးပါဖြစ်တယ်ဒါမျိုးတွေကတခါမကြုံဘူးတော့မလုပ်ရဘူးလေမသိလည်းမသိဘူးအဲ့လိုမျိုး အခုလုံးကြည့်တော့ဘယ်လိုနေလဲ အခုလောက်ကြည့်တော့နည်းနည်းတော့ဒါမဲ့ ကြောညာအခုမှကြော်ညာရိုက်ဘူးတာလေအားကြောင့်မို့နည်းနည်းတော့ရဲသွားပြီပေါ့ အေးပေါ့ အခုကတော့ဒီပုံစံလေးနဲ့နောက်နည်းနည်းခက်ဆန်ဆန်လေးနဲ့ကြော်ညာရိုက်မယ်ဆိုလည်းလာခဲ့ပါမယ် ဟုတ်ကဲ့ပါဗျာခေါ်လိုက်မယ်နော် ဟုတ်ကဲ့